Amare Yashia Chichimika Emana Amon Pamari General Nayoka Easy of Yashi Pide General Yabu you some water Iyapuaka is at the Payapide Yishu Payaha General Kuchima General Mashia Pide Amen Kuchima Yama Chena to the two Sultan Hajan Yashio Masia is there. Don't be my Yamachin and Sultan Hajan on Yakuya, Sikutala, Yamachin. You diva, you chin who never see. You deal, you did that die. Amen. Amen. Then you did that die. Amen. Yazama, your rabbi, you did that die to Allah. You should be adding to the Royal Yamachin. Sikutala, Yamachin. Hallelujah, hallelujah, hallelujah. Yeshu payadi, jama chense pai. Hallelujah, Yeshu payadi. Oh, jama shiro payadi pai. Yeshu payadi. Hallelujah, jama chenko pencheno payadi pai. Yeshu payadi, pimero kachiro si pai. Hallelujah. Oh, shalala hashalala. In the name of Jesus, be healed. Oh, shalala hashalala. In the name of Jesus, be healed. Hallelujah. Oh, shalala hashalala.
ဟာလေလုယာဒါသမီးကျွန်တော်မျိုးရဲ့အသက်တာမှာစာရဏီလက်ချားနဲ့မှမတော့မကြည့်နိုင်စေရန်ကိုရောရှင်လက်ဝါကတ်တော်မှာစာရန်ကိုအောင်မြင်ခဲ့ပြီးဖြစ်တဲ့ကြောင့်ကိုရောကိုယေရှုတင်ပါတယ်ဟာလေလုယာခရစ်တော်ယေရှုကရှင်ပြန်ထမြောက်တဲ့အခါမှာပြောပါတယ်ငါဒီလောကကိုအောင်ပြီလို့ပြောပါတယ်ဟာလေလုယာဒီကနေ့ကိုရောရှင်ရဲ့သားသမီးအရောက်တိုင်းဒီလောကကိုအောင်သောသားသမီးများဖြစ်ပါတယ်ဟာလေလုယာဟာလေလုယာကိုရောကိုယေရှုတင်ဟာလေလုယာအိုးပါချရှင်ကျွန်တော်တို့လောကထဲမှာလောလောဆယ်အသက်ရှင်ရတဲ့အခါမှာတခါတည်းအခက်အခဲတွေရှိပါတယ်တခါတည်းမကြမ်းမာခြင်းတွေကြုံတွေ့ရပါတယ်သို့တော်လည်းထိုအရာတွေယုံကြည်သူသားသမီးများကိုစစ်ဆေးလျက်အသင့်မြင့်တင်ပေးဖို့ crossing ကောင်းချီးပေးခြင်းဖြစ်ပါတယ်ဟာလေလုယာထို့တဲ့ကြောင့်ကိုရောကိုယေရှုတင်နေယနေ့မြည်သည့်အခက်အခဲမြည်သည့်အနာရောဂါကြုံတွေ့ရသည်ဖြစ်စေကိုရောရှင်သည်သားသမီးကျွန်တော်တို့အတွက်လောက်ဆောင်ပေးပြီးဆိုတာကိုယုံကြည်သောသားသမီးရောက်တဲ့ဖြစ်လျက်လောကကိုအောင်သောသားသမီးများဖြစ်စေဖို့ယနေ့ကိုရောရှင်တန်ရှင်းသောဝိညာဉ်ဖြင့်ခွန်အားပေးပြီးကိုရောကိုယေရှုတင်ပါတယ်ဟာလေလုယာဟာလေလုယာအိုးဖာချရှင်ယနေ့ဝတ်ပြုကိုယ်ွယ်ခြင်းစီစဉ်ဒီဒါကျွန်တော်မျိုးဘုံအတွက်မဟုတ်ပါဘူးကိုရောရှင်ဘုံတော်နဲ့နာမတော်ထင်ရှားဖို့အတွက်ဖြစ်ပါတယ်ဟာလေလုယာတော်မြတ်၏နာမတော်ဘုံကြီး၍မင်္ဂလာရှိပါစေတော့ဒီမှာရှိတဲ့ကိုရောရှင်ကိုစိတ်လုံးအကျွေးမဲ့ဝတ်ပြုကိုယ်ွယ်နေကြတဲ့သားသမီးအကြီးဆုံးမှအငယ်ဆုံးတိုင်းအရောက်တဲ့ပုံမှာထာဝရဘုရားတော်မှာလူတို့ကြံစည်ရမမီနိုင်တော့ငြိမ်သက်ခြင်းဝမ်းမြောက်ခြင်းပျော်ရွှင်ခြင်းကြမ်းမာခြင်းနဲ့ဘေးလွတ်လုံခြုံခြင်းဝိညာဉ်စုတည်ကြကြပြီအသင်အမြဲတက်ရောက်ပါပြီအကြောင်းခရစ်တော်ယေရှုနာမ၌ယေရှုတော်ကိုချီးမွမ်းရဲ့ဆုတောင်းရဲ့ကောင်းချီးပေးပါလိမ့်ဖခင်အာမင်အာမင် God be the glory amen မင်္ဂလာညနေခင်းပါကျွန်တော်တို့ဘုရားခင်ရဲ့ဂုဏ်တော်ချီးမွမ်းတဲ့တေးလေးပို့တည်ဆိုပါရစေ
ကိုမနာအလုံးလူတိုင်းလိမ့်တော့အပေါ်မှာထားရခွင့်လွှတ်နိုင်ကြပါစေလို့ Amazing Grace ဆိုနေတဲ့ခါမှာဖျားရှင်ရဲ့ကောင်းမြတ်ကြောင့်ဖျားရှင်ရဲ့လက်တော်ကိုကျွန်မအသက်ကြီးလာတဲ့အမြတ်အပြည့်ဟာလာတဲ့အမြတ်ကျွန်မခံစားရတယ်ပို့ပြီးတော့တိလာတယ်ပို့ပြီးတော့ခံစားရတယ်ကျွန်မကြွကြော်တာအပြင်ကမှုဆိုရင်ကျွန်မလုံးဝပြေတော့ပြေရပေါ့နော်အဲ့ဒါပို့ပြီးခံစားရတဲ့ခါမှာဖျားရှင်ကျွန်မချီးမွမ်းပဲမနေနိုင်ပါဘူးလို့အမြဲမမိခဲ့လို့ဆိုတဲ့ချင်းနဲ့ Hallelujah ဆိုတဲ့တခြင်းကိုတစ်ဆက်တည်းပဲပုံလို့ချီးမွမ်းလိုပါတယ် She needed jealous better how to be a tea. Chanted a book of fire shadow be, Korogo Mojali be. You remain Koro Hali Leduba, Koro Habi Adamoba. Chanted a book of fire shadow be, Korogo Jesus Swebi. Town down Magalure, Nyayema. Shingo a pishajabi La waga jaima the bachin duriganya lure due jeze kayabi Dicheka kuro shimpiala chima bedu hatu beyati Napsundo niye hayang Korogo Mose Bila Nimuki Niri Chele Dumia Koro Tansakamada Molin Emina Candy Nature Korogo Lakandemi Town Da Magalure Nyayema Koro Shingo Apishajabi La waga jaima be the chin duriganya dure due yeze kayabi Jesus Marpuro Hallelujah. The sheep do banco gray, the body go gray. Come get down your mueso, Yeji down your one young day. Bondo Gina Tara, Yeda mueso, Yeda China, hallelujah. Good old genius, good old genius, why you go. Good on your job, hallelujah. You don't die, Jojo got the key and I'm a bogey tower, yeah, hallelujah. Yakatengo, Queka, Pansi, bien, the Garobi. The sun got you know, cat on the can, the god of the king. Then I got it big so, tar up the gold lamp with bay. Go to Gina, yeah, that was so, yeah, and go you, hallelujah.
chi miết sâu gồng đỏ chi ngoài nguyện cầu cô đó miết trắng hallelujah lưu đa trai chơi chờ cả the king yên nam ông chỉ chào rạ nhé chỉ mai nguyện cầu có đâu thật chẳng hallelujah lưu ta traiជួយcho cả the king yên nam bông chỉ chào rạ nhé king yên nam bông chỉ chào rạ nhé hallelujah hallelujah Con đang cùng hát cho sự con những cái lời này. Yuyu anh yoga yuyu now အပြည့်သူစိတ်ထဲမှာနေမုန်းတော့မှအပြည့်ရဲ့ခြေထောက်ကြီးကိုခံစားနေရတဲ့ခြေထောက်ကြီးကိုခံစားနေရခြင်းအဖြစ်ပျော်လင့်ချက်ကင်းမဲ့တဲ့အရာတွေနော်အဲ့ဒါအားလုံးကိုယေရှုခရစ်တော်ကနေတော့မှဒဝါကတဲ့ဘဝမှာယူဆောင်ပြီးမှသူယေရှုခရစ်တော်ကလေဝါကတဲ့ဘဝမှာယူဆောင်ပြီးမှသူအသွေးတော်သွန်းလောင်းပြီးအသေးခံခြင်းအဖြစ်ဒီအရာတွေကနေကျွန်တော်တို့ကိုလွတ်ချင်းခွင့်သူပေးတယ်ကဲတင်ခဲ့တယ်ကဲတင်ပြီးတော့မှကျွန်တော်တို့ဒီအရောက်တိုင်းပေါ်မှာဒီတက်ဝါမြောက်ခြင်းဒီကြမ်းမာခြင်းမျောလင့်ခြင်းစတဲ့နောက်ဆုံးမှဒီကျွန်တော်တို့ဒီထာဝရအသက်ကိုရရှိတဲ့အထိကြွယ်ဝပြည့်စုံတဲ့ကောင်းခြင်းမင်္ဂလာအပေါင်းကိုပေးတယ်ဆိုတဲ့ဒီတရုပ်ဖော်ပြချက်တစ်ခုဖြစ်ပါတယ်ဒီတမန်ကျမ်းစာတွေကနေတော့မှကျမ်းချက်တွေကိုဖတ်ပြီးတော့မှတရုပ်ဖော်မှာဖြစ်ပါတယ်အဲ့မှာဒီပရိသတ်တွေပါဝင်ရမယ့်အပိုင်းလည်းရှိပါတယ်လို့နော်ဒီကလေးတွေအဲ့ science တွေကိုဝေပေးနေပါတယ်ဒီအမင်္ဂလာနဲ့ပတ်သက်တဲ့ဒီ science တွေကိုအဲ့လိုဝေပေးနေတယ်ဒီမှာခရစ်တော်ကဒီအသေးခံဖို့အတွက်ဒီရှောက်လာနေတဲ့ချိန်မှာအဲ့ science တွေကိုဒီခရစ်တော်ဒီ Jesus အပေါ်မှာ Jesus ရဲ့ level မှာစွတ်ပေးရမှာဖြစ်တယ်အဲ့ဒါအတိပ္ပယ်ကတော့ဗာလဲဆိုရင်ဒီပြဿနာဒီຢာတွေအားလုံးကျွန်တော်တို့ခံစားတဲ့အရာတွေအားလုံးကိုယေရှုခရစ်တော်ကယူတင်ဆောင်ရွက်တင်ပြီးတော့မှကျွန်တော်တို့ကလည်းကျွန်တော်တို့ရဲ့ပြဿနာတွေကိုခရစ်တော်စီမှာအပ်ထားတယ်ဆိုတဲ့အတိပ္ပယ်ဖြစ်ပါတယ်လို့အဲ့ဒါပြီးတဲ့အခါမှာအဲ့ Jesus ကဒီ tomb ထဲမှာဒီကြိုတဲ့အချိန်ခါမှာဆိုလို့ရှိရင်ပြိတ္တတွေအားလုံးကနေပြီးတော့မှဒီတခြင်းဒီ Christ arose ဆိုတဲ့ဒီတခြင်းရဲ့ဒီပထမအပိုက်ပထမ verse ကိုဖြည်းဖြည်းလေးကိုဆိုပြဖို့ဖြစ်ပါတယ်လို့နော်ပြီးတဲ့အခါမှာ Jesus ရှင်ပြန်ထမြောက်တဲ့အခါမှာဆိုလို့ရှိရင်အဲ့ဒီတခြင်းရဲ့ဒီ chorus အပိုက်ကိုအာရပါရဆိုဖို့ဖြစ်ပါတယ်လို့ဒါပေမဲ့ Jesus ရှင်ပြန်ထမြောက်ပြီးတဲ့အခါမှာ Jesus ကနေပေးတဲ့ကောင်းကြီးမင်္ဂလာနဲ့ပတ်သက်တဲ့ဒီကပ်ပြားတွေကိုJesus ကနေမှဝေပေးပါဖြစ်ပါတယ်လို့အဲ့ဒီ sign တွေကိုလည်းအားလုံးကဝန်ပန်းတနဲ့ဒီတယောက်တစ်ယောက်လဲလို့ပြောပါဒီ sharing လုပ်ရမှာဖြစ်တယ်အတိတ်ဘယ်ကတော့ဗါလဲဆိုရင်ယေရှုခရစ်တော်ကကျွန်တော်တို့ကိုဒီလောကတွေမှာအသေးခံပြီးမှယူနုကယ်တင်ခြင်းအပြင်ဒီကျေဝပြည့်စုံတဲ့ကောင်းကြီးမင်္ဂလာကိုပေးတယ်ခရစ်တော်ပေးတဲ့ကောင်းကြီးမင်္ဂလာကိုကျွန်တော်တို့ကလည်းလက်ခံရယူတယ်ဆိုတဲ့အတိတ်ပဲဖြစ်ပါတယ်လို့နော်အားလုံးပေါ်မှာဖျားခင်ကောင်းကြီးပေးပါစေPilate called together the chief priests, the rulers, and the people, and said to them, "You brought me this man as one who is inciting the people to rebellion. I have examined him in your presence and have found no basis for your charges against him. Neither has Herod, for he sent him back to us. As you can see, he has done nothing to deserve death. Therefore, I will punish him and then release him." With one voice, they cried out, "Away with this man! Release Barabbas to us!" They kept shouting, "Crucify him!" For the third time he spoke to them. "Why? What crime has this man committed? I have found in him no grounds for the death penalty. Therefore, I will have him punished and then release him." But with loud shouts, they insistently demanded that he be crucified, and their shouts prevailed. So Pilate decided to grant their demand. He released the man who had been thrown into prison for insurrection and murder, the one they asked for, and surrendered Jesus to their will. The Spirit of the Lord is on me, because he has anointed me to preach good news to the poor. He has sent me to proclaim freedom for the prisoners and recovery of sight for the blind, to release the oppressed, to proclaim the year of the Lord's favor. Today, this scripture is fulfilled in your hearing.
So the soldiers took charge of Jesus. Carrying his own cross, he went out to the place of the skull, which is called Golgotha. Here they crucified him, and with him two robbers, one on each side and Jesus in the middle. Jesus said, "Father, forgive them, for they do not know what they are doing." They divided up his clothes by casting lots, and sitting down they kept watch over him. Above his head they placed the written charge against him. "This is Jesus, the King of the Jews." Those who passed by hurled insults at him, shaking their heads and saying, "You who are going to destroy the temple and build it in 3 days, save yourself. Come down from the cross if you are the Son of God." In the same way, the chief priests, the teachers of the law, and the elders mocked him. One of the robbers who were crucified with him also heaped insults at him. From the 6th hour until the 9th hour, darkness came over all the land. For about the 9th hour, Jesus cried out in a loud voice, my God, why have you forsaken me?" Immediately, one of them ran and got a sponge. He filled it with wine vinegar and put it on a stick and offered it to Jesus to drink. When he had received it, he said, "It is finished." Jesus called out with a loud voice, "Father, into your hands I commit my spirit." Then he gave up with his spirit. To look at the tomb. There was a violent earthquake, for an angel of the Lord came down from heaven and going to the tomb, rolled back the stone and sat on it. The angel said to them, "Why do you look for the living among the dead? He is not here, he has risen." Yeah.
တယ်ဒီ music ဒီနော်ပြီးတော့ခံပြစမှုမှုဒီအားလုံးကိုယူတဲ့ပြည်သူကြတဲ့ညခုတွေယူတဲ့ music အားဖြင့်စုတောင်းခြင်းအားဖြင့်နော်ပြီးတော့လာရောက်ပြီးတော့အားပေးတဲ့ညခုတွေရောက်တိုင်းကိုထိုးတဲ့ယူတဲ့ရှိတယ်လို့ကျွန်တော်ထပ်လောင်းပြီးတော့ပြောချင်ပါတယ်ကျွန်တော်စာအုပ်တော့မှဖတ်ခဲ့ဘူးပါတယ်အဲ့စာအုပ်မှာဘယ်လိုရေးထားလဲဆိုတော့ခရစ်ယာန်များကတစ်ကိုင်းကိုကိုယ်ွယ်တယ်ခရစ်ယာန်များကတစ်ကိုင်းကိုကိုယ်ွယ်တယ်တကယ်ချင်းမိတ်ဆွေတယောက်ကကျွန်တော်မိခဲ့ဘူးလေလူမြင်လဲဆိုတော့ခရစ်ယာန်များကလက်ဝါးကားတိုင်းကိုကိုယ်ွယ်တာလားဆိုပြီးတော့မိတယ်ဒါယူယူတလာပဲမိတာပါကျွန်တော်ပြမတယ်ဘူးသူတို့မှတီးလို့နော်မိတာပါဒါမိစရာကြောင်းလည်းရှိတယ်နော်ခရစ်ယာန်ဘုရားကျောင်းဆိုရင်နော် church ဆိုရင်နော်ခေါင်းမူပေါ်မှာလက်ဝါးကားတိုင်းပြီးရတယ်ဘုရားကျောင်းရှိမှလက်ဝါးကားတိုင်းပြီးရတယ်ထဲကူတော့လို့ရှိရင်လက်ဝါးကားတိုင်းပြီးရတယ်ပြီးတော့အိမ်မှာခရစ်ယာန်အိမ်ဒီမှာတော့လို့ရှိရင်လည်းလက်ဝါးကားတိုင်းကိုမှချိန်ထားတယ်ဒီမှာချိန်ထားတယ်ထောင်ထားတယ်နော်ပြီးတော့နော်ခရစ်ယာန်ဒီဆိုရင်နော်ဒီမှာငကတ်နော်ဆွဲကျူနော်ပြီးတော့လက်မှာဝတ်ထားကြတယ်နော်စင်ထားကြတယ်အမျက်တနုနဲ့ထားကြတယ်နောက်တင်ချဲကိုတော့လို့ရှိရင်နော်လက်ဝါးကားတိုင်းပဲနော်ဆိုတော့စဉ်းစားကြရတော့ကောင်းပါလေကျွန်တော်တို့လက်ဝါးကားတိုင်းခရစ်ယာန်များကလက်ဝါးကားတိုင်းကိုယ်ွယ်နေကြလားစဉ်းစားကြရကောင်းပါလေဒါပေမဲ့ဒီနေ့ကျွန်တော်ပြောချင်တယ်ခရစ်ယာန်များကလက်ဝါးကတိုင်းကိုမကိုးကွယ်ပါဘူးလို့နော်ခရစ်တော်ရဲ့လက်ဝါးကတိုင်းတရားကိုးစားပါတယ်အာမင်အာမင်ခရစ်တော်ရဲ့လက်ဝါးကတိုင်းတရားကိုးစားပါတယ်အဲ့ဒါကိုကျွန်တော်ဒီကနေ့ကြီးညာတာဖြစ်ပါတယ်ခုနဖတ်တော်တဲ့ကျမ်းပိုက်ရဲ့အဆက်မှာဒီကောတိ20-24မှာယူရလူတို့ဒီနမိတ်လက္ခဏာကိုတောင်းတကြ၏ဟေလတလူတို့ဒီပညာကိုရှာတတ်ကြ၏ငါတို့မူကားလက်ဝါးကတိုင်မှာအတိခံတော်မူသောခရစ်တော်ရဲ့အကြောင်းတရားအကြောင်းအရာကိုဟောပြောကြ၏ထိုအကြောင်းအရာကြီးကယူရမျိုးသားချီ၍လဲเสียအကြောင်းဖြစ်၏ဘာမျိုးသားနိုင်ကမိုက်မဲချင်းဖြစ်၏သို့တော်လည်းယူရလူဖြစ်စီဟေလတလူဖြစ်စီခေါ်တော်မူသောသူတို့၌ဖယားခင်တကူတော်နဲ့ဖယားခင်ပညာတော်တည်ဟူသောခရစ်တော်တရားဖြစ်၏အာမင်အာမင်စေလာပါနမတိတဲ့လက်ဝါးကတိုင်းတရားဆိုဒီမှာလူသားများကိုစားအသေးခံတော်မူသောခရစ်တော်ယေရှုကဲ့တင်ခြင်းတရားဖြစ်တယ်ခရစ်တော်ယေရှုကဲ့တင်ခြင်းတရားဖြစ်တယ်လက်ဝါးကတိုင်းရဲ့တဲ့တမိုင်းကိုကြည့်တဲ့အခါမှာတဲကြစရာကောင်းတယ်အတီးဆိုးတဲ့နော်အတီးတက်ခံတဲ့နေရာဖြစ်တယ်အသက်ကိုအဆုံးစီရင်တဲ့နေရာဖြစ်တယ်ခရစ်တော်မပေါ်ခင်Babylon ခေတ်နော် Babylon ဆိုတာ Babylon Empire ခေတ်ဆိုတာကခရစ်တော်မပေါ်ခင်ဒီပေါင်း900 စီလောက်ပေါ့နော်ပြီးတော့ Persian Empire ခေတ်ကလေးကနိုင်ငံတော်ရဲ့အကြီးမားဆုံးသောအပစ်စီရင်ခြင်းအနေနဲ့အပြင်းထန်ဆုံးသောလူတစ်ယောက်ရဲ့အသက်ကိုအဆုံးစီရင်တဲ့နေ့တစ်ခုဖြစ်တယ် Capital punishment ပေါ့နော်ကျွန်တော်တို့နားလေခေတ်မှာ Capital punishment လို့ခေါ်တယ်ပြီးတော့ Roman Empire ခေတ်ရောက်လာတဲ့အခါမှာပိုဆိုးတယ်ယောမရှင်မင်းကယူရလူမျိုးတော်များများအပါဝင်နော်ရာသူတို့ကိုပုံကလည်းရာသူလားလေဝါကတိုင်မှာပဲဆုံးစီရင်လိုက်တာဖြစ်တယ်ဆိုတော့ခရစ်တော်ကိုလေဝါကတိုင်တင်ပြီးတတ်တဲ့အချိန်မှာခရစ်တော်နဲ့နော်ခရစ်တော်နဲ့လူစုမညောက်ကိုလေဝါကတိုင်တင်တတ်လိုက်တယ်ဆိုတာကျွန်တော်သိရတယ်အမှန်တော့ခရစ်တော်ရဲ့လေဝါကတိုင်ဟာသူ့အတွက်လုပ်ထားတာမဟုတ်ဘူးဘာဘာဆိုတဲ့ယောမဘယင်ကိုယောမဘယင်ရဲ့အုပ်စုချင်းကိုတော်လာတဲ့တပုံကောင်းဆုံးလူစုအ
ဒါကြောင့်လက်ဝါးကားတဲ့တင်တတ်တဲ့ဒီဟာအမြင့်ဆုံးနဲ့အဆိုးဆုံးသောအသက်ကိုယာယဝကျူးအောင်သူရဲ့အသက်ကိုအဆုံးစီရင်ခြင်းဖြစ်တယ်ဆိုတာပမောဆွမ်းနာတယ်ဆိုကြတယ်။ဒါပေမဲ့ခရစ်တော်ကိုလက်ဝါးကတိုင်တင်ပြီးအတိတ်ချင်းကထူးခြားတယ်။ဘာဘာစကိုအစားထူးအသေးခံတာလောက်မကဘဲနဲ့လောကီလူသားအားလုံးကိုစားအသေးခံပြီးခြင်းဖြစ်တယ်။ကျမ်းစာဒီခါတော့ခရစ်တော်ရဲ့အသေးခံခြင်းလောကီလူသားအားလုံးအတွက်အသေးခံခြင်းဖြစ်တယ်။ယောမခန်းကြီး6အငယ်6ပတ်ရှင်ငါတို့ရဲ့ကျူးနေရှိရှင်တွင်အချင်းကာမခရစ်တော်သည်မတရားသောသူတို့အတွက်ကြောင့်အသေးခံတော်မူမတရားသောသူတို့အတွက်ကြောင့်ကျွန်တော်တို့ပြောတာနော်မတရားသောသူတို့အတွက်ကြောင့်အသေးခံတော်မူဖြောင့်မတ်သောသူအတွက်ကြောင့်အသေးခံတဲ့ရှိခဲ့သူတို့ကောင်းအတွက်ကြောင့်အသေးခံဝင်သောသူရှိကောင်းရှိနေပါစေတော့ငါတို့ဒီအပစ်ရှိခြင်းပဲခရစ်တော်သည်ငါတို့အတွက်ကြောင့်အသေးခံတော်မူဖြစ်၍ဖယားသခင်သည်ငါတို့အပေမြတ်လောက်ချစ်တော်မူ၏ကိုငါတို့အားသင်ရှားစွာပြတော်မူ၏။ Praise the Lord. Hallelujah. တော့ခရစ်တော်ဟာသူတော်ကောင်းဖြစ်တယ်။သူများချုပ်ကိုသူဆောင်ခဲ့တယ်။ဖယားတော်ဆောင်တယ်။လူဖြတ်လူနာများကိုကျမ်းမာစီတယ်။စေရသားများကိုကိုညီခဲ့တယ်။အချင်းချင်းချစ်ကြဖို့နော်မဆကြဖို့သူဆုံးမတယ်။ဖယားကိုချစ်ဖို့သူအမြဲတွန်းတယ်။သူ့မှာအပြစ်လုံးဝမရှိဘူး။တရားသူကြီးနော်ပြည်လက်မင်းကြီးကိုတိုင်သူ့ကိုစစ်စစ်တဲ့အခါမှာအပြစ်မရှိဘူးသူကျမ်းရလိုက်တယ်။ခရစ်တော်မှာဒီလုံးဝမတူဘူး။ဒါပေမဲ့ဘာဖြစ်လို့အပြစ်မရှိတော့သူအပြစ်သားတယောက်ကဲတော့အဆုံးစီရတာပဲ။စဉ်းစားရကောင်းပါလား။ပရမလူသားအာရန်အားဖြင့်လောကကိုအပြစ်တို့ရဲ့ဝင်လာခဲ့တယ်ဆိုတာကျွန်တော်အားလုံးနားလည်ပြီးသားဖြစ်တယ်။အပြစ်တို့ရဲ့ကလောကတစ်ခုလုံးကိုလွန်မှုသွားတယ်။လူသားအားလုံးကိုအပြစ်သားဖြစ်စေခဲ့တယ်ဆိုတာကျွန်တော်နားလည်။ဒါကြောင့်လူသားအားလုံးထဲမှာကျွန်တော်ကိုယ်တိုင်အပါဝင်ဖြစ်တယ်။ကျွန်တော်အရောက်တိုင်းအပါဝင်ဖြစ်တယ်။လူသားအားလုံးဟာအပြစ်သားကြီးရဲ့ဖြစ်စေတယ်ဆိုတာကျွန်တော်နားလည်ရတယ်။ဘာဝင်ခြင်းကိုကြည့်ပါဒီကျွန်တော်တို့ society ကိုကြည့်ပါဘယ်လောက်နော်ကျွန်တော်တို့လူရဘယ်လောက်ကြီးတယ်လဲနော်ဒီ society ကဘယ်လောက်ကြာစင်းတယ်လဲလုံးဝ morality ကိုမရှိ TV မှာကျွန်တော်ခဏခဏကြားတယ် radio မှာကြားတယ်ဆိုတော့ဒီလောကကိုအပြစ်တို့စိတ်ကဘုံဝင်ပြီးတော့စိုးမိုးနေတယ်ဆိုတာကျွန်တော်ပြရတယ်စာဒမာနရဲ့လက်ထဲမှာဖျားကပေးလိုက်တယ်အပ်လိုက်တယ်လို့ကြားစာမှာနော်တွေ့ရတယ်ဒါနဲ့ဒီလောကကြီးကအမောင်မိုက်တကူကဖုံးလွှမ်းနေတယ်အတိတ်ကဖုံးလွှမ်းနေတယ်ပိတုဆဲကဖုံးလွှမ်းနေတယ်စာတန်ကအုပ်စုနေတယ်ခရစ်တော်ဒီအမောင်ကဘာကိုထိုးဖောက်ပြီးတော့ဒီလောကကိုဝင်ရောက်လာတာဖြစ်တယ်ဘုရားရဲ့နိုင်ငံတော်ကိုသူရောဆန်းလာတယ်ဒီလောကမှာနိုင်ငံတော်ကိုသူတည်ဆောက်တာဖြစ်တယ်အဲ့ဒီနိုင်ငံတော်ကဝိညာဉ်တော်တကူအဖြစ်တည်တဲ့နိုင်ငံတော်ဖြစ်တယ်ဖြောင့်မတ်ခြင်းတန်ရှင်းခြင်းချစ်ခြင်းမေတ္တာအဖြစ်တည်ဆောက်တဲ့နိုင်ငံတော်ဖြစ်တယ်အဲ့ဒီနိုင်ငံတော်ကတင်တို့ရဲ့အထဲမှာရှိတယ်ယုံကြည်သူရဲ့နှလုံးသားထဲမှာရှိတယ်လက်တော်မှာရှိတယ်ဆိုတော့ခရစ်တော်ကအလင်းကဘာကိုဝင်လာဖို့ဒီကနေ့ကျွန်တော်တို့ဖိတ်ခေါ်တယ်သူရဲ့နိုင်ငံတော်ထဲဝင်လာဖို့ညာအမောင်ကဘာကနေအလင်းကဘာကိုနော်ဝင်လာဖို့အမြဲတမ်းဖိတ်ခေါ်နေတာဖြစ်တယ်အာမင်ကျွန်တော်တို့ကြားကြလားဒီဖိတ်ခေါ်တာကိုကြားကြလားဒီမှာအလင်းကဘာဒီမှာအမောင်ကဘာဒါနဲ့ကျွန်တော်တို့ဟာနဲ့ကျွန်တော်ကြိုးစားလို့ဒီဘက်ကိုရောက်နိုင်ဒါကြောင့်ခရစ်တော်ကသူ့ရဲ့လက်ဝါးကားတိုင်းနော်တရား
ဒါခင်းပြီးတော့အဲ့ဒီလက်ဝါးကားဖြစ်ကြော်ပြီးတော့ဒီလက်ကိုရတာဖြစ်တယ်ခရစ်တော်ရဲ့လက်ဝါးကားတဲ့အားဖြင့်ကျွန်တော်တို့ဒီအလင်းကဘာဘုရားတခင်ရဲ့တိုင်ဝမ်တော်တဲ့ကိုဝင်ရောက်တာဖြစ်တယ်ပြီးတော့ဒီလက်ဝါးကတဲ့တင်ပြီးတော့အသက်ခံခြင်းကလောကီသားများကိုကြည်တင်နေဆိုတာဒီပေါင်းရောက်များစွာကလေးကကျူတင်ပြောထားပြီးသားဖြစ်တယ်ဒါခရစ်တော်အသက်ခံမှာပဲဖြစ်လာတာမဟုတ်ဘူးဒီပေါင်းများစွာကလေးကဘုရားသခင်ကကျူတင်ပြင်ဆင်ထားပြီးသားဖြစ်တယ်ကျမ်းစာမှာဆိုပါတွေ့ရတယ်ဆိုတော့ခရစ်တော်မပေါ်ခင်ဒီပေါင်း1500ခန့်လောက်မှာဣသေလလူမျိုးတွေအီဂျစ်ပြည်ကနေတို့ကြုံခံတဲ့အီဂျစ်ပြည်ကနေဖယားကကာနန်ပြည်ကိုခေါ်သွားမောစီကိုစီလိုလိုက်တယ်ဒါနဲ့မောစီကဖာရောဘုရင်စီကိုကြွားပြီးတော့ငါတို့လူမျိုးဣသေလလူမျိုးတွေလွတ်လိုက်တာငါတို့ကာနန်ပြည်ကိုသွားမယ်ဖာရောဘုရင်ကလုံးဝဒါမိချတယ်ဖယားကမောစီအားဖြင့်မဲခဏမြောက်များစွာပြုတ်ခဲ့တယ်သူတို့ပြောရင်တော့နောက်ဆုံးမှာဣသရေလလူမျိုးတန်းပေါင်းများစွာနော်အီဂျစ်ပြည်ကနေခါနာန်ပြည်ကိုထွက်လာကြတယ်။တောစကားတနေရာမှာဘုရားစကားနားမထောင်လို့အစိတ်ပြင်းထန်တဲ့သူတွေမြောက်များစွာပေါ်လာပြီးတော့ဒီဣသရေလလူမျိုးတွေကိုပိုက်တဲ့အခါမှာတည်ကြတယ်။ဒါနဲ့ဘုရားကမောစီကိုဘာပြောလဲဆိုတော့ကြီးမူရုပ်တစ်ခုလုပ်ပြီးတော့တုတ်ချမောစီရဲ့တောင်ဝေးပေါ်မှာမြောက်တင်လာပြီးတော့လူတွေကိုကြည့်ခိုင်းလာကြည့်တော့သူတွေအသက်ရှင်ရမယ်ဆိုပြီးတော့ဘုရားပြောခဲ့တယ်ဘုရားပြောတဲ့အတိုင်းမောစီလုပ်တယ်လုပ်တဲ့အခါမှာကဲပြီးတော့ဒီကြီးချုပ်ကိုကြည့်တဲ့လူကအသက်ရှင်တယ်တချို့ကယုံကြည်တယ်ကြည့်တယ်အသက်ရှင်တယ်တချို့ကတော့လုံးဝမယုံဘူးမကြည့်ဘူးကျွန်တော်စိတ်ထင်တချို့ကတော့မကြည့်ချင်ဘူးဒါပေမဲ့သူ့ဆွေမျိုးတွေသူ့တငယ်ချင်းတွေအားတခါတည်းအတင်းကိုကြည့်ခိုင်းကြ။ဒါကောင်းကိုဒီဟုဘက်ကိုလက်ခိုင်းတယ်။မျက်စိကတအားဖွင့်ခိုင်းတယ်။တင်းကိုကြည့်ခိုင်းတော့သူတို့လည်းကြည့်တဲ့အခါမှာလုံးဝကျမ်းမာချင်းရသွားတယ်။အာမင်။ကြည့်လိုက်တာနဲ့ညံလိုက်တာနဲ့ကိုလုံးဝကျမ်းမာချင်းရသွားတယ်။ Praise the Lord. Hallelujah. ခရစ်တော်ကပြောလဲဆိုတော့ယောဟန်ခန်းကြီး3နဲ့15မှာမောစီတော်နိုင်မျိုးကိုမြောက်ထားတဲ့ကဲလို့လူသားတွေမြောက်ထားခြင်းကိုခံရပြန်။ကြောင့်မူကားသူသားတော်ကိုယုံကြည်တော်သူအပေါင်းတို့ကိုပျက်စီးခြင်းတို့မရထာဝရတည်ရမယ့်ကြောင်း။ခရစ်တော်လက်ဝါးကားတိုင်းမှာမြောက်ထားခြင်းခံမယ်။သူကိုယုံကြည်တော်သူတွေပျက်စီးခြင်းတို့မရောက်ဘူး။ကြည်တင်ခြင်းရောက်မယ်ထာဝရတည်ရောက်။ဒါကြောင့်ကျမ်းစာမှာဘယ်လိုရေးထားလဲဆိုတော့ပရမအာရန်အဖြစ်လူသားအားလုံးတည်တယ်ဒီချင်းတို့ရောက်ကြတယ်ဒါပေမဲ့ဒုတိယအာရန်ဖြစ်တဲ့နောက်ဆုံးအာရန်ဖြစ်တဲ့ခရစ်တော်အားဖြင့်လူသားအားလုံးအသက်ရှင်ခြင်းတို့ရောက်တယ်အသက်ရှင်ခွင့်ရတယ်သူခရစ်တော်ကိုမိမိရဲ့ကယ်တင်ခြင်းဖယားအဖြစ်နဲ့ယုံကြည်နေဆိုရင်ဒီကနေ့နော်ကယ်တင်ခြင်းအခုပဲရမှာဖြစ်တယ်အာမင်အာမင်ဒါဖယားကယုံကြည်ခြင်းတစ်ခုပဲတော်တယ်ယုံကြည်ခြင်းတစ်ခုပဲတော်တယ်ကျမ်းစာထဲမှာဒီနေ့ဟာကယ်တင်ရာနေ့ဖြစ်တယ်ဒါကြောင့်စိတ်ပေါ်မှာစိတ်တယ်ဒုတိယချက်အနေနဲ့ခရစ်တော်၏လက်ဝါးကတ်တဲ့တရားအတိတ်ပြုပြန်ပြောင်းလဲစီတော့ဖယားသခင်၏တကူတော်ဖြစ်အတိတ်ပြုပြန်ပြောင်းလဲပြီးတဲ့ဖယားသခင်၏တကူတော်ဖြစ်တယ်ဒီကောဒီစစိတ်မှာအကြောင်းကဆုံးခြင်းတို့ရောက်တော့သူတို့နဲ့လက်ဝါးကတ်တဲ့တော်တရားမိုက်တော်တကူမိုက်တော်တရားဖြစ်ကဲတင်ခြင်းတို့ရောက်တော့ငါတို့နာဖယားသခင်၏တကူတော်ဖြစ်တယ်ဘယ်လိုလုပ်ဒီအဆူရဆုံးအသေးစားစရာကောင်းဆုံးအရာတစ်ခုကကြီးမားတော့တစ်ခုဖြစ်လာတယ်ဒါလည်းစဉ်းစားစရာပါဖယားရှင်ရဲ့တကယ်ပဲထူးခြားရတာပါဒီတရားအားဖြင့်မြောက်များဆိုတော့လူများဒီကနေ့အသက်တာမှာပြောင်းလဲပြီးချင်းကနေပျက်စီးခြင်းကနေအသက်ရှင်ခြင်းတို့ရောက်လာတာဖြစ်တယ်
ညီမှာပြီးတော့ဒီတရားကိုပဲဟောတယ်ခါရစ်တော်မင်းတို့တတ်တဲ့လေဝါကတိုင်းမှာတတ်တဲ့ခါရစ်တော်ဟာဒီကနေ့စစ်တဲ့ချမြောက်ပြီးဘုရားသခင်က Lord of Lords and King of Kings သူကိုမြင့်တင်လိုက်ပြီးအဲ့ဒါလူရဟာဒါဆိုရင်ကျွန်တော်တို့ဘာလုပ်လဲအားလုံးကပြည့်နှောင်ကြရပြီးတော့အဲ့ဒီမှာလူပေါင်း3000နောက်တစ်ခါလူပေါင်း5000ချက်ချင်းပြောင်းလဲသွားတယ်လူတို့ပြောင်းလဲတဲ့ဝါကတိုင်းတရားအပြင်ပြောင်းလဲတာဖြစ်တယ်ဘောလုံးနဲ့သူ့ရဲ့တငယ်ချင်းသူ့ရဲ့ဖော်ရီနော်တီလာတို့နော်ဘာရဘတ်တို့နော်တီမိုတီတို့တနိုင်ငံပြည်တနိုင်ငံတွားပြီးတော့ဒီလက်ဝါကတိုင်းတရားကိုဟောကြတယ်ဟောတဲ့အခါမှာလူတွေကသူ့ကဘာကြီးကိုမှောက်လာတော့သူများဆိုပြီးတော့နာမည်ပေးလိုက်တယ်အာမင်လက်ဝါကတိုင်းတရားရဲ့တခုဖြစ်တယ်ဒီနေ့ကဘာလုံးမှာအကြီးမားဆုံးသောဘာသာတရားဖြစ်တဲ့ဒီခရစ်ယာန်ဘာသာအကြီးမားဆုံးဒါလက်ဝါကတိုင်းတရားအဖြစ်လာတာဖြစ်တယ်အာမင်ခရစ်တော်နဲ့သူလက်ဝါကတိုင်းတဲ့ခါတက်ခါတဲ့လူစုမြောက်ရှိပါတယ်တယောက်ကခရစ်တော်ကိုပြောလဲဒီမှာလုကာခန်းကြီး23ဖတ်လိုက်မယ်ဆွဲထားသောလူစုနှစ်ယောက်တယောက်ကတင်ဒီခရစ်တော်မှန်လေကို၎င်းငါတို့ကို၎င်းကဲတင်လို့ကိုရောကိုကဲရရရှိတယ်တယောက်မူကားမိမိအဖို့ကိုဆုံးမပြီးတင်ဒီဤသူနီးသူအပိဒံခါရက်ပဲဘုရားသခင်ကိုမကြောက်တော့ငါတို့ဒီကိုပြုတ်ပြီးတော့အပိနဲ့အပိအလျော့ခံရဖြစ်၍တရားဖြင့်ခံရကြ၏ဤသူမူကားအဘေအပိကိုမြတ်မပြုတ်ဖို့ဆိုပြီးလေသခင်ကိုတော်ဒီနိုင်ငံတော်ဒီရဲ့ကြွလာတော်မူသောအခါအကျွန်ုပ်ကိုအောက်မိတော်မူပါဟုယေရှုလျှောက်ဆိုပြီးယေရှုကလည်းငါအမှန်ကန်ဆိုကယနေ့တွင်တင်းဒီငါနဲ့အတူဗာရဒိတုဘုံ၌ရှိသည်ဟုမိန့်တော်မူ၏ဒီလိုဆိုကလေဝါကားရမှာတီရောမယ်မတိခင်လေးမှာခရစ်တော်ယေရှုကိုဝန်ခံတယ်ကဲတင်ရှင်ရသွားတယ်အာမင်ခြာရအတက်တော့ကိုမြောက်သွားတယ်အမောင်ကဘာကနေအလင်းကဘာကိုနော်စာတမန်ရဲ့အုပ်စုချင်းတဲ့ကနေဖယားကြီးရဲ့အုပ်စုချင်းနိုင်ငံတော်တဲ့ရောက်သွားတယ်ဘယ်တော့ဖြူချတယ်ခရစ်တော်ယေရှုဟာသူတော်ကောင်းဖြစ်တယ်သူတော်ကောင်းမကဘူးဖယားဖြစ်တယ်အပြင်လူသားများကိုကဲလူစားတီကိုခံပြီးတော့ကြွလာတာဖြစ်တယ်အပြည့်အဖွက်ခလေဝါကတိုင်းမှာတည်ခြင်းကိုခံခဲ့တယ်သူပြောတယ်3ရက်မြောက်တော့နေ့မှာငါရှင်ပြန်ထမြောက်မယ်တကယ်လည်းရှင်ပြန်ထမြောက်ပြီးကောင်းကင်ကိုတက်သွားပြီဖခင်ရောရဲ့လက်ရတော်ဘက်မှာကိုထိုင်တယ်ငါပြန်လာမယ်လို့ပြောတယ်မင်းတို့တနည်းစရာငါပြင်ဆင်မယ်ပြီးတော့ငါပြန်လာမယ်မင်းတို့တင်းစီလက်ခံဖို့ငါပြန်လာမယ်ခရစ်တော်ပြန်လာတော်နင်းနေပါပြီငါပြန်လာခါနေမှာတပည့်တော်ရနော်သိချင်တယ်ဘယ်တော့ပြန်လာမလဲဘယ်တော့နိုင်ငံတော်ကိုဆောက်မလဲတည်ထောင်မလဲဘုရားခရစ်တော်ကပါဒါကခမည်းတော်ရဲ့စာကတိုက်ဖြစ်တယ်သူရဲ့ schedule တိုက်ဖြစ်တယ်ဒါပေမဲ့ငါပြန်လာခါနေမှာကဘာပေါ်မှာဒါရီဖြစ်နေဆိုတဲ့အရာတွေကကျမ်းစာထဲမှာသူဖတ်ရတယ်တွေ့ရတယ်ဒါတွေကတစ်ခုပြီးတစ်ခုဖြစ်နေတယ်ဆူနာမီနော်တဘာဝပြီးတာဒါတွေကနော်ဖယားမသိလို့ဖြစ်တာလားဖယားကဂျပန်ကိုမချစ်လို့ဖြစ်တာလားနော်နာဂီဖယားကဗမာပြည်ကိုမချစ်လို့ဖြစ်တာလားဖယားမသိလို့လားသိတယ်သိလို့နော်ဖယားကခွင့်ပြုလိုက်တာဖြစ်တယ်ဒါတွေအားလုံးကဖယားရဲ့ program ထဲမှာနောက်ဆုံးတော့ကာလအတွက်နောက်ဆုံးတော့အချိန်အတွက်ပြင်ဆင်ထားပြီးသားဖြစ်တယ် prophecy အများကြီးရှိတယ်ဒါပတ်သက်ပြီးတော့နော်ဒါကြောင့်ကျွန်တော်တို့ကဒီကနေ့နောက်ဆုံးတော့ကာလရဲ့နောက်ဆုံးအချိန်မှာရှိတယ်ခရစ်တော်ဟာဒီညမှာလာနိုင်တယ်မနေ့ပြန်လာနိုင်တယ်တော့တပည့်ခါလာတယ်ဒါကြောင့်အချိန်မတော်ခင်ခရစ်တော်ယေရှုကိုပြည့်စုံနေတယ်လက်ခံမရသေးဘူးမလက်ခံသေးဘူးဆိုရင်လက်ခံ
မိမိလက်ဝါးကတ်တိုင်ကိုညှိရှင်ချမှုရခရစ်တော်ကတွင်တင်ပါတယ်မိမိလက်ဝါးကတ်တိုင်ကိုညှိရှင်ချပါအောင်မြင်တော့တဲ့လူချင်းကလာဒီနေ့ခရိယာများအောင်မြင်တော့တဲ့ဆိုတာပါလေတဲ့တော့ဒူပေါ့ဘူးလားအဲ့ဒါများများရဘူးလားစီးပွားရေးကောင်းဘူးလားမဟုတ်ခရစ်တော်ပြောတဲ့အောင်မြင်တော့တဲ့တာကဒီလောကကိုနိုင်တဲ့တဲ့တာဖြစ်တယ်အာမင်လောကကိုအောင်မြင်တော့တဲ့တာဖြစ်တယ်မဿဲအခန်းကြီး30နဲ့38အကျဉ်သူတွေမိမိလက်ဝါးကတ်တိုင်ကိုထား၍ငါနောက်တော့မလားချူသူတွေငါနဲ့မထိုက်တာခရစ်တော်ရဲ့စကားဖြစ်တယ်လက်ဝါးကတ်တိုင်ထားရတယ်ကိုတတ်ပြလိုက်ပါလို့ပြောတာလားအမှားလားအစိုးစီရင်လိုက်ပါလို့ပြောတာလားတော့တခါပြီးခရစ်တော်ပြောတော့အရာနော်ကိုယ့်ရဲ့ဝိညာဉ်မျက်စိမပွင့်လို့ရှိရင်နော်နည်းနည်း very critical ဖြစ်နေတယ်နော်ကိုယ့်ရဲ့လက်ဝါးကတ်တိုင်ကိုထားပြီးတော့ဘာလို့မလဲဆိုရကပါလေဆိုတော့ဒီဇာတိတဘောနော်ဒီလောကကနေပြီးတဲ့ဒီဇာတိတဘောဒီအလူဆန္ဒဒီနော်ဒီအတိအသားတွေကနေဖြစ်လာတဲ့အရာတွေကိုမြင်ပြလိုက်ပါဝိညာဉ်တဘောအားဖြင့်တည်ရှင်ပါဝိညာဉ်တော်အားဖြင့်နော်ပြီးတော့တည်ရှင်ပါဆိုပြီးတော့ပြောတာဖြစ်တယ်ဂလာတိအခန်းကြီး20မှာငါဒီခရစ်တော်နဲ့အတူလက်ဝါးကတိုင်မှာအတိခံပြီးပေါ်လို့ပြောတာတော့တော်လည်းအသက်ရှင်ပြီးခရစ်တော်နဲ့အတူငါလက်ဝါးကတိုင်မှာအတိခံပြီးတဲ့တော်လည်းငါအသက်ရှင်တယ်ထို့လို့ဆိုတော့ငါဒီကိုယ်တိုင်ရှင်ခရစ်တော်နဲ့ငါနဲ့ရှင်တော်ဒီကနေ့ကျွန်တော်တို့ယုံကြည်သူများဒီထားကျွန်တော်အသက်ရှင်ခြင်းတာကျွန်တော်မဟုတ်ဘူးခရစ်တော်အသက်ရှင်ခြင်းဖြစ်တယ်ခရစ်တော်ဒီကျွန်တော်အထက်၌နော်ကျွန်တော်အထက်၌အသက်ရှင်နေတယ်ကျွန်တော်ဒီခရစ်တော်အထက်၌အသက်ရှင်နေတယ်ဆိုတာကျွန်တော်နားလည်ရတယ်အာမင်အာမင်နားလည်ဖို့ပေါ့ငါဒီကိုယ်တိုင်မရှင်ခရစ်တော်ဒီငါနဲ့ရှင်တော်ကိုခန္ဓာနဲ့ယခုငါရှင်တော်အသက်ဖရာသခင်သားတော်ကိုယူကြည်ခြင်းအားဖြင့်ယောမအခန်းကြီး6ခုလုံးကိုဖတ်ကြည့်ပါဘောလုကဘာတုံတင်လဲဆိုတော့ခရစ်တော်နဲ့လက်ဝါးကားရအတိခံပြီးတော့တကြူချင်းခံပြီးတော့ရှင်ပြန်ချမြောက်ဒီကနေ့သူဘောလုရရှိထားတဲ့အသက်တာကရှင်ပြန်ချမြောက်တော့အသက်တာဖြစ်တယ်အာမင်ဒါကအောင်မြင်တော့အသက်တာဖြစ်တယ်ရှင်ပြန်ချမြောက်တော့အသက်တာအားဖြင့်ရှောက်လန်းတာဖြစ်တယ်ယုံကြည်သူများခရစ်တော်ရဲ့ရှင်ပြန်ချမြောက်တော့အသက်တာပေးတဲ့အသက်တာအားဖြင့်အသက်ရှင်ဖို့ဖြစ်တယ်ဆိုတာပြောချင်တယ်ကျွန်တော်တို့ရဲ့ပန်းလုံးတိုင်ကခရစ်တော်နဲ့အတူအမြဲစံစားမှုဖြစ်တယ်ခရစ်တော်ကငါသွားပြီးနေစရာငါသွားပြီးနေစရာအခန်းပြင်ထားပြီးမင်းတို့ကတင်းစီနဲ့ပြန်လာမယ်ပြောတယ်ငါတို့ဘယ်ကိုသွားမယ်ဘယ်နေရာရောက်ပြီဆိုတာငါတို့သိတယ်မသိသေးတဲ့ညက်ကိုမျက်စိပါသလားဘယ်ကိုသွားမယ်ဘယ်နေရာမှာငါတို့ရောက်နေတယ်ဆိုတာမသိသေးလို့ရှင်ခရီးလမ်းကနော်ရောက်ဖြစ်တတ်တယ်ဒါပေမဲ့ဒီကနေ့ကျွန်တော်တို့ကရောက်နဲ့နော်ရှောက်လန်းနေတာမဟုတ်ဘူးကျွန်တော်ဘယ်ကိုသွားမယ်ဆိုတာဆိုပြီးချာသိတယ်ဘယ်လိုရှောက်လန်းမယ်ဆိုတာသိတယ်အာမင်အာမင်ဒီအတိုင်းဆက်ပြီးတော့ကြိုးစားပြီးတော့နော်ဇွဲအားထုတ်ပြီးတော့ရှောက်ရအောင်ခါလုံးကကျွန်တော်ပြောခဲ့ဘူးလားအိုင်စတိုင်းဆိုတဲ့ပညာရှင်ကြီးနော်အားလုံးအပြည့်အိုင်စတိုင်းဒီမှာပညာရှင်ယထာစီပြီးတော့ခရီးသွားတဲ့အခါမှာအဲ့ယထာကစ်တင်ကတနည်းအားလက်မှတ်ကောက်နော်ယထာကြပြီးတော့ရောက်ပြီးတယောက်မျိုးတို့တိကက်ပေးရောက်ပြီးတယောက်တိကက်ယူတယ်အိုင်စတိုင်းကအဲ့အိုင်စတိုင်းစီရောက်တဲ့အခါအိုင်စတိုင်းကသူ့ရဲ့တိကက်ကိုကြည့်တယ်ရှာတယ်မတွေ့ဘူးအဲ့ဒီရှာတယ်ကိုလုံးဝမတွေ့ဘူးဒါနဲ့အဲ့ကစ်တင်ကပြောတယ်ဒေါက်တာအိုင်စတိုင်းမင်းက
ပြီးတော့သူအိုင်စတိုင်းပြန်ရောက်လာတဲ့အခါမှာအိုင်စတိုင်းကရှာနေလို့ပဲနော်ရှာနေလို့သူမတွေ့သေးဘူးရှာနေလို့ဒါနဲ့ကက်ပတင်ကဘာပြောလဲဆိုတော့ဒေါက်တာအိုင်စတိုင်းဘယ်သူဆိုတာငါတို့သိတယ်ဘာမှမပူနဲ့လက်မှတ်ကိုတိတိကျကျဝိုက်ထားတယ်ဆိုတာငါတို့သိတယ်မသိဘူးငါတို့သိတယ်ဒါနဲ့အိုင်စတိုင်းကဘာပြောလဲဆိုတော့ငါလည်းငါ့ကူငါသိတယ်ငါလက်မှတ်ကိုငါဝယ်ထားတယ်ဆိုတာငါသိပါတယ်ဒါပေမဲ့ငါဘယ်သွားမယ်ဆိုတာငါမသိဘူးတဲ့ဒီပန်းတိုင်ကဘယ်နေရာမှာလဲဘယ်နေရာမှာရောက်လဲဆိုတာသူမသိဘူးဒီကနေ့ကိုယ့်ရဲ့ပန်းတိုင်ကိုမသိဘူးဘယ်နေရာရောက်လဲဆိုတာမသိတဲ့နဲ့တွားနေတဲ့ညကိုရှိပါသလားခရစ်တော်ယေရှုကျွန်တော်တို့ရဲ့ပန်းတိုင်ဖြစ်တယ်ခရစ်တော်ယေရှုဟာကျွန်တော်ရဲ့လမ်းခရီးဖြစ်တယ်အာမင်ဒါကြောင့်ခရစ်တော်ယေရှုလာခဏီးပါပြီကျွန်တော်တို့ပြင်ပြစရာအောင်ဒီလက်ဝါးကားတိုင်လက်ဝါးကတိုင်တရားတည်ခြင်းမှအသက်ရှင်ခြင်းတို့ပို့ဆောင်တော့တရားဖြစ်တယ်အမှန်ကဘာမှဘုရားသခင်အလင်းတော်ထဲတို့ပို့ဆောင်တော့တရားဖြစ်တယ်အပင်ရဲမှာကောင်းကင်ဘုံတို့ပို့ဆောင်တော့တရားဖြစ်တယ်အာမင်စာတမန်နတ်အုပ်စုချင်းမှာခရစ်တော်အုပ်စုတော်နိုင်ငံတော်ထဲတို့ပို့ဆောင်တော့တရားဖြစ်တယ်ကျင့်ခြင်းအမင်္ဂလာခံခြင်းမှာမင်္ဂလာအပေါင်းတို့ပို့ဆောင်တော့ဘုရားတခုတော်ဖြစ်တယ် I want to emphasize that ကျင့်ခြင်းအမင်္ဂလာခံခြင်းမှာမင်္ဂလာအပေါင်းတို့ပို့ဆောင်တော့ဘုရားတခုတော်ဖြစ်တယ်ခရစ်တော်ယေရှုရဲ့ဝါကားရမှာသူဘာပြောလဲ It is finished အမှုပြီးပြီကျွန်တော်တို့အတွက်သူလုပ်ခဲ့တဲ့အမှုသူကောင်းကင်ဘုရားကြီးလောကပူလာတဲ့အမှုနော်သူလုပ်တော့တဲ့ကျင့်ခြင်းအမှုကိုဒီမှာပြီးသွားပြီအချာဘာမှလုပ်ရမရှိတော့ပြီးသွားပြီဒီပြီးသွားပြီဖြစ်တဲ့ပြီးသွားပြီးသားအမှုပေါ်မှာကျွန်တော်တို့ကရက်တည်ပြီးတော့နော်ဒါနဲ့ရှောက်လာရမှာဖြစ်တယ်အာမင်အာမင်ယုံကြည်ခြင်းမြဲမြဲထားပြီးတော့ရှောက်လာမှာဖြစ်တယ်ဒါကြောင့်နောက်ဆုံးအနေနဲ့ကျွန်တော်ပြောချင်တယ်ငါဒီအထူးအောင်မြင်တော့သူ